ခြံဝင်းအပိုင်စားရဖို့ချက်ဖာကြီးနှစ်ကောင်စကားများကြရာကနေဇလန်စတာကအကြီးကခြံဝင်းကိုကိုလိုချင်ပြီးအငယ်ကလည်းအရှုံးမပေးပဲအပြတ်တက်ညှင်းဆက်ခဲ့ပါတယ်စကားနိုင်လူရကနေမကြခင်မှာပဲလက်ပွားတဲ့အထိဖြစ်လာကြပါတော့တယ်အငယ်ကောင်ဘက်ကအမြောက်တက်လက်ဆင်လိုက်တော့အကြီးကောင်ကလည်းအဲ့ဒါတက်ပိုကြီးတဲ့အမြောက်နဲ့ပြန်တုတ်ပြန်ပါတယ်တစ်ဖက်နဲ့တစ်ဖက်အပြန်လန်ပစ်ခတ်ကြရင်စစ်ပွဲကပိုပြင်းထန်လာပြီးတုံးတဲ့လက်နက်တွေကလည်းပိုပြီးတော့ရေစရာကောင်းလာပါတယ်နောက်ဆုံးလေရင်ပြန်တွေတင်ကားတွေအထိပါလာပြီးချတန်ဝင်းရဲ့တစ်ဖက်တစ်ချက်စီမှာမျက်နှာချင်းဆိုင်အခြေအနေတင်းမာနေကြပါတယ်ဘယ်သူမှစပြီးမလုပ်ရဲကြတဲ့အချိန်မှာပဲကြက်ပေါက်စလေးတစ်ကောင်ပေါင်းပြထွက်လာပါတယ်အဲ့ဒီမှာတဲ့အခြေအနေကထိမ့်မနိုင်သိမ်းမရဖြစ်သွားပြီးနှစ်ဖက်စလုံးအချက်ပေးပြစ်ခတ်ကြပါတော့တယ်အကြီးကောင်ဘက်ကတင်ကားတစ်စီးလုတ်ပြီးကြက်ပေါက်စလေးကိုနေရနာအထိလိုက်ပိတ်ဆို့ပါတယ်ဒါပေမဲ့တစ်ဖက်ကပြန်ပစ်လိုက်တာကအမြောက်ကြီးမဟုတ်ပဲပလင်းဆိုးဖြစ်နေပါတယ်အဲ့ဒီကြက်ပေါက်စလေးကခဲရန်ချွေတာဖို့အတွက်တန်လိုက်တွေကိုပြောင်းဝမှာတက်ထားပြီးပြပိသားကြီးစံတွေကိုပြန်ကောက်သုံးနေတာပါမကြခင်မှာပဲနှစ်ဖက်စလုံးလေကြောင်းအင်အားသုံးလာကြပေမဲ့တိုက်လေရင်တွေကပလတ်စတစ်ရုပ်တွေလိုမျိုးတစ်ခုခုနဲ့တိုက်မိရင်ပြန်ပြအန်ကန်ထွက်နေပါတယ်နောက်ဆုံးမှာလေရင်တစ်စီးကထိန်းချုပ်မှုလွတ်သွားပြီးကိုယ့်မြောက်ကိုပြန်ဝင်တိုက်မိတာကြောင့်အကြီးကောင်ဘက်ကအသာစီးရလာပါတယ်အငယ်ကောင်ဘက်ကတော့ချက်ချင်းပဲအသေးခံတက်ခွက်ကိုဆေလွတ်လိုက်ပြီးခန္ဓာကိုယ်မှာဘုံတွေဘက်ကကြီးစံမိုးတွေကြားထဲကနေတိုးဝင်လာပါတယ်အသေးခံတိုးလာတဲ့ချက်ပေါက်စလေးကိုမြင်တော့ရန်သူတွေကြောက်လန့်တကြားနဲ့ခြေဦးတရထွက်ပြေးကြပေမဲ့လမ်းပိတ်နေတဲ့နေရာမှာပိတ်မိသွားပါတယ်ဒါပေမဲ့ဘုံပေါက်ကွဲသွားတဲ့အချိန်မှာတော့အတူကြီးဖြစ်နေတာကိုတွေ့လိုက်ရပါတယ်စစ်ပွဲကလုံးဝထိမရအောင်ဖြစ်ပွားနေတာမို့ငင်းကြရေးချုံငတ်နှစ်ကောင်ကချုံငတ်ဘရင်ကြီးစီချက်ချင်းသတင်းသွားပို့ပါတယ်ဒီစစ်ပွဲသာဆက်ဖြစ်နေရင်တောအုပ်တစ်ခုလုံးပြာကျသွားနိုင်တယ်ဆိုတာကိုချုံငတ်ဘရင်ကြီးရိပ်မိသွားပြီးချုံငတ်တက်မတော်ကိုစင့်ခေါ်ကအစီအစဉ်တစ်ခုဆွဲလိုက်ပါတယ်ချုံငတ်တွေကလက်ဆောင်မှုတွေတဲပြီးစစ်မြေပြင်ထဲကိုအပြေးလောဝင်လာကြပါတယ်ပြီးတော့အမြောက်ကြီးတွေကိုဖြုတ်ရမ်းမှုတွေကိုတုံပစ်ပြီးပန်းပွင့်တွေအပြည့်ထည့်လိုက်ကြပါတယ်မိုင်းတွေကိုလည်းတကြားလုံးတွေနဲ့လဲလှယ်လိုက်ပြီးလက်ပစ်ဘုံတွေကိုတော့ရေမွေးပလင်းတွေနဲ့စားထုတ်လိုက်ပါတယ်ကြက်ပေါက်စားတွေကအမြောက်တွေကိုအသင့်ပြင်ပြီးပြစ်လိုက်တဲ့အခါမှာပန်းပွင့်တွေပောက်ကွဲထွက်လာပြီးစက်တနက်တွေကနေလည်းအရသာရှိတဲ့တကြားလုံးတွေထွက်လာပါတယ်လေရင်ပေါ်ကနေဘုံကျဲချလိုက်တဲ့အခါမှာလည်းမြေပြင်ပေါ်ကျတာနဲ့ကလေးနို့ဘူးတွေဖြစ်သွားပြီးကြက်ပေါက်စလေးတွေကိုလွတ်တိုက်ပေးပါတော့တယ်အမြောက်ထဲကဘုံတွေပောက်ကွဲတဲ့အခါမှာတော့ထမင်းစပွဲတွေနဲ့ပြောင်းမှုတွေဖြစ်သွားပြီးစစ်မြေပြင်တစ်ခုလုံးစားတောက်ပွဲကြီးအတွင်းချက်ချင်းပြောင်းလဲသွားပါတယ်ကြက်ပေါက်စားတွေလည်းအငမ်းမရစားတောက်ကြပါတော့တယ်မကြခင်မှာပဲနှစ်ဖက်စလုံးကတိုက်ပွဲကိုရက်ပြီးပျော်ပျော်ပါပါစားတောက်ကြရင်ကြက်ပါကြီးနှစ်ကောင်လည်းပြန်လဲတင်းမြတ်သွားကြပါတယ်ခြံဝင်းအလဲကခြံစည်းရိုးကိုဖျက်ဆီးပစ်လိုက်ပြီးအဲ့ဒီအချိန်ကစလို့အတူတကွအေးချမ်းချမ်းနေထိုင်သွားကြပါတော့တယ်